ရှာတွေ့ပြီးစိတ်ရင်းရဲ့ပန်းတွေလမ်းဘေးမမြင်နဲ့အိုးလမ်းဘေးမမြင်နဲ့ရွှေပင်လေစီတို့နီမဲမချီတော့စီရတဲ့ပန်းတွေညတီတာမြစ်လွာနာကိုရောက်တယ်တော့လှိုင်းလေးတွေပြေးတက်လာတဲ့တောင်ဆက်မှာငှက်မောင်းနဲ့တောင်ပန်းရှက်လို့ပြန်ဝဲနေတာကိုမြင်ရပြန်တော့တယ်ကွယ်အဲ့ဒီလိုခါမျိုးမှလေပန်းတွေကိုပဲတွေးပြီးဆွေးမိရပြန်တာပေါ့ရွှေပင်လေးကားစီးလို့နီးနိုင်မှမထင်ပေမဲ့စိတ်ငါပြစ်ခွာပြေးတဲ့ပန်းတွေကိုတော့ကမ္ဘာကိုကျဲတဲ့ရှာဖို့ချဲ့ရအောင်တော့မယ်ကွယ်ရင်မောင်းဝဲအိုရှာဖို့ခိမအဖြစ်ကမ္ဘာကိုကျဲတဲ့ပြေးနိုင်စွမ်းမိအောင်မယ်ဒီတော့ခါမှစနာတွေ့မယ်စိတ်လေးပန်းတွေရဲ့ကမ္ဘာမြေဆုံးတောင်ဖုံးမောင်ရှာဖွေ